အဲ့တော့ကျွန်တော်ဒီအကောင့်ကို waifu creator ဖြစ်အောင်ကျွန်တော်လုပ်ပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် super like နှစ်ခုရှိတယ်အဲ့တော့အနည်းဆုံး5ခုရှိရမယ်ပေါ့နော်အဲ့တော့ဒါကြောင့်မို့ကျွန်တော်ဒီအကောင့်ကိုကျွန်တော်ဒီအကောင့်နေပြီးတော့ super like တွေပေးလိုက်မယ်ပေါ့နော် super like 3ခုပေးလိုက်မယ်ဆိုရင်ဒီမှာ creator ဖြစ်မယ်ပေါ့နော် okay တော့ဖြစ်မဖြစ်ကျွန်တော်တစ်ချက်ပြပေးမယ်အဲ့တော့ဒီသူ့ရဲ့ post ကိုကျွန်တော်တစ်ချက်ဝင်ပြီးတော့ super like ပေးမယ်ဆိုတယောက်ကအသေးပုံနည်းလေးကိုထောက်ပေါ့နော် okay ပြီးတော့အသေးပုံလေးထောက် okay အဲ့တော့ super like ဒီမှာတစ်ခုတက်လာလိုက်မယ်ပေါ့နော်စောနာနှစ်ခုရှိတာပေါ့နော် okay အဲ့တော့ creator ဒီမှာ3ခုဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီနောက်တစ် post ကနေကျွန်တော်ထပ်ပြီးတော့ပေးမယ်ပေါ့နော်အဲ့တော့အသေးပုံလေးထောက် super like ပေးလိုက်ပြီ okay အဲ့တော့ဒီမှာနောက်ထပ်တက်လာလိုက်မယ်ပေါ့နော်အဲ့တော့ creator ရဲ့ဝင်လိုက်ဒီမှာ super like 4ခုရှိသွားပြီပေါ့နော်5ခုပြည့်ရတယ်ဒီနားမှာဒါတွေကပျောက်သွားလိုက်မယ်ပေါ့နော် okay Cristiano Ronaldo is အဲ့တော့ဒီ post ကနေကျွန်တော်ထပ်ပြီးတော့ပေးမယ်အဲ့ဒီ PPTA post ကိုထပ်ပြီးတော့ပေးလို့မရဘူးပေါ့နော်သူရဲ့ပုံစံအဲ့တော့ဒီကနေပြီးတော့ပေးမယ်ပေါ့နော်အဲ့တော့ super like ပေးလိုက်မယ် okay ဒါဆိုရင်ဒီနာဒီ4ခုရှိတာပေါ့နော်အဲ့အခု5ခုပြောင်းသွားလိုက်မယ်ပေါ့နော်အဲ့တော့ creator နှိပ်လိုက်ဒီမှာဆို become creator ဆိုပြီးတော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီလိုဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်ဘာကြီးဆက်လုပ်အောင်မလဲဆိုတာကျွန်တော်ဗီဒီယိုတင်ပြထားတယ်ပေါ့နော်အဲ့ဒီမှာဆိုအချက်လက်တွေဖြည့်ပြီးတော့PayPal Binance နဲ့ချိန်ထားလို့ရပြီပေါ့နော် okay